လူဘဝမှာဒုက္ခဆိုတာရွေးချယ်ရတာဒုက္ခဆိုတာမရှောင်နိုင်ဘူးဒါပေမဲ့ဘလို့ခံစားမလဲဆိုတာကတော့ရွေးချယ်နိုင်ပါတယ်လူတိုင်းမှာပြဿနာရှိတယ်ချမ်းသာတဲ့သူမှလည်းပြဿနာရှိတယ်ဆင်းရဲတဲ့သူမှလည်းပြဿနာရှိတယ်ကျမ်းမာသူမှလည်းပြဿနာရှိတယ်နေမကောင်းသူမှလည်းပြဿနာရှိတယ်လူတစ်ယောက်မှာပြဿနာမရှိတာမဖြစ်နိုင်ဘူးဥပမာကိုယ်မှာပတ်စံမရှိရင်ပတ်စံဘလို့ရှာမလဲဆိုတဲ့ပြဿနာရှိတယ်ပတ်စံများလာရင်ဒီပတ်စံကိုဘလို့စီမံမလဲဘလို့မျိုးထိမ့်သိရမလဲဘလို့ရင်းနှီးမြှုပ်နှံမလဲဆိုတဲ့ပြဿနာတွေကပေါ်လာတယ်ရီးစားမရှိရင်ရီးစားဘလို့ရှာမလဲဆိုတဲ့ပြဿနာရှိတယ်ရီးစားရရင် relationship တစ်ခုကိုဘလို့အကောင်းဆုံးတည်ဆောက်ရမလဲသူနဲ့အဆင်မပြေတဲ့အခါဘလို့မျိုးဖြေရှင်းရမလဲဆိုတဲ့ပြဿနာတွေပေါ်လာတယ်အလုပ်မရှိရင်အလုပ်ကိုဘလို့ရှာမလဲဆိုတဲ့ပြဿနာရှိတယ်အလုပ်ရလိုက်ရင်အလုပ်မှာဘလို့မျိုးအဆင်ပြေအောင်နေရမလဲအလုပ်ရှင်လုပ်ဖို့ကိုင်မတ်တွေနဲ့ဘလို့ကောင်းကောင်းဆက်ဆက်ရမလဲဆိုတဲ့ပြဿနာတွေကပေါ်လာတယ်ပြောလိုတာကလူဘဝဆိုတာပြဿနာမရှိတဲ့အခြေအနေတစ်ခုကိုရှာရဖို့မဟုတ်ဘူးပြဿနာတစ်ခုအဆင်ပြေသွားရင်နောက်တစ်ခုကပေါ်လာမယ်ဒါကတော့သဘာဝပဲအဲ့ဒါကြောင့်မို့လို့မေးရမယ့်မိကုံကပြဿနာမရှိအောင်ဘလို့လုပ်ရမလဲဆိုတာမဟုတ်ဘူးဘလို့ပြဿနာမျိုးတွေကိုကြုံကျင်လဲဘလို့ဒုက္ခမျိုးခံကျင်လဲဆိုတာပဲဘဝကိုပိုကောင်းစေချင်နေဆိုရင်ပြဿနာတွေကိုရှောင်မပြေနဲ့ပိုကောင်းတဲ့ပြဿနာတွေကိုရွေးချယ်ဖို့လိုတယ်ဥပမာစာရေးဆရာဖြစ်နေဆိုပါတော့စာရေးဆရာရဲ့ပြဿနာတွေကဘာတွေလဲရေးရတာစိတ်ကူးမရတာရေးထားတဲ့စာတွေကိုလူတွေမဖတ်တာစာရေးပြီးတော့ဝင်ငွေမရတာဝေဖန်ခံရတာအမြင်မတူတဲ့သူတွေစီကဆဲဆိုခံရတာစားတဲ့ပြဿနာတွေပေါ့ဒီပြဿနာတွေကိုရင်ဆိုင်ခံစားဖို့အသင့်ရှိတယ်ဆိုရင်တော့စာရေးဆရာဖြစ်လို့ရတယ်အဲ့လိုအစင်းသင်းမရှိရင်တော့မဖြစ်ဘူးလုပ်ငန်းပိုင်ရှင်ဖြစ်နေဆိုပါတော့လုပ်ငန်းပိုင်ရှင်ရဲ့ပြဿနာတွေကဘာတွေလဲပတ်စံရင်းနှီးမြှုပ်နှံပြီးတော့လုံးဝပြန်မရနိုင်တာဝန်ထမ်းတွေကိုတာဝန်ယူရတာဈေးကွက်ပြန်ဆိုင်မှုရင်ဆိုင်ရတာမူဝါဒတွေပြောင်းလဲမှုတိုင်းကိုလိုက်ပြီးတော့ပြောင်းလဲနေရတာစားတဲ့ပြဿနာတွေပေါ့ဒီပြဿနာတွေကိုရင်ဆိုင်ခံစားဖို့အဆင်သင့်ရှိတယ်ဆိုရင်တော့လုပ်ငန်းပိုင်ရှင်ဖြစ်လို့ရတယ်မရှိရင်မဖြစ်ဘူးတချို့လူတွေကအခုလိုမျိုးခက်ခဲတဲ့အချိန်မှာတခြားသူတွေကိုကူညီတယ်မတရားမှုတွေကိုလက်မခံဘူးမမျှတတဲ့စနစ်ကိုပြောင်းလဲဖို့ကြိုးစားတယ်ဒါတွေလုပ်တဲ့အခါမှာသူတို့ကိုယ်တိုင်လည်းဒုက္ခခံရတယ်ဒါပေမဲ့သူတို့ကအဲ့ဒီဒုက္ခကိုရွေးချယ်ခံစားခဲ့တာပဲအဲ့ဒီဒုက္ခကတန်မိုးရှိတဲ့ဒုက္ခဖြစ်တယ်လို့သူတို့ကယုံကြည်ကြတယ်နောက်တချို့လူတွေကတော့အလုံးမရှိရင်တနေ့ကုန်အိတ်နေတယ်ပဝင်းကျင်ရဘာဖြစ်နေလဲဂယုမဆိုင်ဘူးသူများကူညီကြရှိရင်လည်းလုံးမပေးဘူးဒါပေမဲ့သူတို့ကလည်းဒုက္ခရှိတယ်အတိတ်ပဲမရှိတဲ့ဘဝရဲ့ဒုက္ခကိုမလေးစားနိုင်တဲ့ဒုက္ခတွေပေါ့နေ့စဉ်ဘဝမှာလည်းကြည့်ကြည့်စာချက်တာခက်ခဲတယ်ပင်ပန်းတယ်ဒါပေမဲ့မကြက်ရင်ဆောင်းမွဲကြတာလည်းဒုက္ခခံရတယ်ကိုကျမ်းမာရေးဂယုဆိုင်ဖို့လေးချင်ငံလုံးရတာပင်ပန်းတယ်ဒါပေမဲ့မလုပ်ရင်ကျမ်းမာရေးမကောင်းဖြစ်တာလည်းဒုက္ခခံရတယ်ကိုမေးရမယ့်မိကုံးကဘလို့ဒုက္ခမှမခံစားဘဲနေရမလဲဆိုတာမဟုတ်ဘူးဘလို့ဒုက္ခမျိုးခံကျင်လဲဆိုတာပဲတမိုးရှိတဲ့ဒုက္ခကိုရွေးချယ်ခံစားမလားတမိုးမရှိတဲ့ဒုက္ခကိုခံစားမလားစားကြတဲ့ဒုက္ခကိုခံစားမလားစာမှုဝဲကြတဲ့ဒုက္ခကိုခံစားမလားလေးချင်ငံလုပ်တဲ့ဒုက္ခကိုခံစားမလားကျမ်းမာရေးမကောင်းဖြစ်တဲ့ဒုက္ခကိုခံစားမလားသူများကိုကူညီပေးတဲ့ဒုက္ခကိုခံစားမလားကိုမလေးစားနိုင်တဲ့ဒုက္ခကိုခံစားမလားအခုလိုမျိုးခက်ခဲတဲ့ချိန်မှာတော်တော်များများဘယ်တော့မှပုံမှန်ပြန်ဖြစ်မလဲလို့စောင့်နေကြတယ်ဒါပေမဲ့အမှန်တော့ပုံမှန်ဆိုတာမရှိဘူးအမြဲတမ်းပြောင်းလဲနေတယ်အမြဲတမ်းလည်းပြဿနာတွေရှိနေတယ်ပြဿနာမရှိတဲ့ဘဝအောင်စောင့်မနေပါနဲ့အဲ့လိုမျိုးဘဝဆိုတာရှိလာမှာမဟုတ်ပါဘူးဒါထက်ဘလို့ပြဿနာမျိုးဖြေရှင်းခြင်းလဲဘလို့ဒုက္ခမျိုးတော့ရှင်းဆိုင်ခြင်းလဲဆိုတာတေချာစွာရွေးချယ်ဖို့ပါတန်မိုးရှိတဲ့ဒုက္ခကိုရွေးချယ်ကိုယ်တိုးတက်သွားစေမယ့်ပြဿနာတွေကိုရွေးချယ်ဒါမှဘဝအတိတ်ပဲရှိလာမယ်လူဘဝမှာဒုက္ခဆိုတာရွေးချယ်ရတာပါဟုတ်ကဲ့ပါရှင်အခုလိုမျိုးဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Mental Power Page လေးကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်အားလုံးကျေးဇူးများပဲတင်ပါတယ်ရှင်